မင်္ဂလာပါအခုပြောပြပေးချင်တာကတော့ချစ်ဖို့၎င်းအမြင်ကပ်ဖို့လဲတအားကောင်းတဲ့ကြောင်လေးတွေအကြောင်းပဲဖြစ်ပါတယ်။ကြောင်လေးတွေရဲ့တမိုင်းကြောင်အစအလွန်ခဲ့သောနှစ်ပေါင်း9500ခန့်ကလေးကလူတွေကအိမ်မွေးတရိษံအဖြစ်ဝင်းမြူခဲ့တာကိုတမိုင်းထောက်ထားများအရသိရပါတယ်။ပထမဆုံးအိမ်မွေးကြောင်လေးတွေကိုအရှိအလဲပိုင်းဒေသမှကြက်များကိုထိန်းချုပ်ရန်အတွက်စတင်မွေးမြူခဲ့ကြောင်မေးတွေရဲ့ထူးခြားချက်တွေကနံပါတ်1အမြင်အာရုံကြောင်လေးတွေကလူသားများထက်အမြင်အာရုံ6ဆမှ8စက္ကန့်ပိုမိုကောင်းမွန်ပါတယ်။မှောင်သောအချိန်တွင်အမြင်အာရုံအလွန်ကောင်းပြီးသူတို့၏မျက်လုံးများသည်အလင်းရောင်ကိုရောင်ပြန်ဟပ်စေသောအလွှာတစ်ခုရှိသည်။နံပါတ်2နိုင်ရွက်ကြောင်များတွင်ချက်သား32ခုပါသောနိုင်ရွက်ရှိပြီးရာ80ဒီဂရီထိလှည့်နိုင်စွမ်းရှိပါတယ်။နံပါတ်3အတန်းကြောင်တွေဟာမိမိတို့အမြဲကြားနေသောအတန်ကိုလူသားများနှင့်ဆက်သွယ်ရန်အတွက်သာအသုံးပြုပါတယ်။ကြောင်ချင်းချင်းဆက်သွယ်ရတွင်အခြားအတန်များကိုအသုံးပြုပါတယ်။နံပါတ်4အနံ့ခံအင်္ဂါကြောင်များတွင်အနံ့ခံနိုင်သောအပေါက်ငယ်လေးများနှာခေါင်းထိပ်တွင်ရှိပါတယ်။ဤအင်္ဂါကို Jacobson's organ ဟုခေါ်ပြီး pheromone နှင့်အခြားအနံ့များကိုခံစားသိရှိနိုင်ပါတယ်။